ရုပ်ပိရဲ့တတ်မှတ်ဖို့ရှိမရှိဆိုတဲ့ဘက်မှာတော့ကျွန်တော်တို့အရင်ပိုင်းကလည်းနိုင်ငံရေးပါတီတွေရောလွှတ်တော်တွေမှာလွှတ်တော်ကိုယ်တွေကလည်းတော်တော်များများတော့ရှိခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီဟာကိုဖြေရရင်တော့ဒီတိုင်းရင်းသားတွေရဲ့ရိုးရာပွဲတော်တွေလားတိုင်းရင်းသားတွေပြည်နယ်နေတွေအမျိုးသားနေတွေဆိုတာအများကြီးဖြစ်တယ်ဆိုတော့အခုကိုပဲကျွန်တော်တို့ကပိတ်ရက်တွေတော်တော်များတယ်အရင်ထက်ဆိုင်တော့ဒီပြည်သူတွေအနားယူနိုင်အောင်ဆိုပြီးတော့ပိတ်ရက်စနေလေးမျိုးထဲမှာပြီးခဲ့တဲ့စနေလိုမျိုးဆိုတော့လွတ်လပ်ရေးနေ့ကစနေနေ့သွားကြလို့ရှိရင်တင်းလာနေပါပိတ်ပြလိုက်တယ်အဲ့ဒီစာပြည်သူတွေလင်းနာအောင်ဆိုတော့အဲ့လိုလေးပိတ်ထားတာဖြစ်တဲ့အတွက်ဒီတိုင်းရင်းသားဒေသမှာရှိတဲ့ဒီအခမ်းအနားကြီးတွေပြည်နယ်နေ့တွေအမျိုးသားနေ့တွေကိုဒါထပ်ပြီးပိတ်လို့ဆိုရင်ဒီပိတ်ရက်တွေတအားများပြီးကျွန်တော်ရဲ့ဒီပြည်တွင်းမှာရှိတဲ့ပုံထုတ်လုပ်ငန်းတွေပညာရေးကျန်းမာရေးအားလုံးတွေအဖက်ဘက်ကနေလေ့ဟာဖြစ်နိုင်တယ်အဲ့ဒါကြောင့်ဒီဟာတော့ဘလို့ဆိုတော့ခွင့်ပြုသေးဘူးဆိုတာတွေပဲကျွန်တော်တို့သိထားပါတယ်အဲ့လိုမျိုးပဲဖြေချလို့ပါတယ်ဒီကတော့ကျွန်တော်တို့ချေမသားနဲ့ရုပ်ပရက်ကိုပြည်နယ်အတွင်းမှာစိုးရရုပ်ပရက်ဖြစ်နေချေပြည်နယ်အတွင်းမှာစိုးရခွင့်ရုပ်ပရက်ဖြစ်သတ်မှတ်ပေးဖို့ဆိုရကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်မနှစ်ကလွန်ခဲ့တဲ့တစ်နှစ်က2018ခုနှစ်မတ်လမှာလည်းပဲဒီလိုမျိုး issue ကျွန်တော်တို့ပေါ်ခဲ့ပါတယ်ဒီချေပြည်သားတွေကိုရုပ်ပရက်ဖြစ်နေသတ်မှတ်လို့မရဘူးလားဆိုတဲ့မိကုန်းကိုကျွန်တော်ချေပြည်နယ်လွှတ်တော်မှာမိကုန်းမေးပါတယ်မေးတဲ့ပုံမှာကျွန်တော်ချေပြည်နယ်စိုးရခွင့်နေနဲ့ရခင်အစိုးရလက်ထက်တုန်းကလည်းတင်ပြခဲ့မှုတာရှိပါတယ်ကျွန်တော်တို့ဒီအစိုးရလက်ထက်မှာလည်းပဲကျွန်တော်တို့ပြည်တော်စုအဖွဲ့ကိုတင်ပြခဲ့တာရှိပါတယ်ဒါလေးရဲ့လူရင်းလေးကိုကျွန်တော်မှတ်ကြားတင်ပြပါမယ်ချီးပြည်နယ်စိုးရအဖွဲ့ကြီး26ရက်9လ2018ရက်ဆွဲပါစာဖြင့်ပြည်တော်စုစိုးရအဖွဲ့ရုံးသို့ဖေဖော်ဝါရီလ20ရက်နေ့တွင်ကျင်းပပြုလုပ်သောချီးမြှင့်သားတွေကိုချီးပြည်နယ်အတွင်းအစိုးရရုံးပိတ်ရက်နေ့ဖြစ်သတ်မှတ်ပေးနေပါရန်ကိစ္စနဲ့ပတ်သက်၍ပြည်တော်စုအဖွဲ့ရုံး၏3ရက်8လ2018ရက်ဆွဲပါစာဖြင့်မြန်မာနိုင်ငံတွင်တစ်နှစ်နဲ့စနေတနင်္ဂနွေရုံးပိတ်ရက်104ရက်ရှိပြီးမဟာသကြံကာလရုံးပိတ်ရက်ပါဝင်ဒီလူရက်မြတ်ရုံးပိတ်ရက်26ရက်စုစုပေါင်းရက်ပေါင်း130ခန့်ရှိပါကြောင်းနေ့တစ်နေ့သုံးဖို့လုံးခန့်မှာရုံးပိတ်ရက်ဖြစ်နေသည့်အတွက်တိုင်းသားလူမျိုးပေါင်း100ကျော်၏ဒီလူရက်မြတ်များကိုထပ်မံပိတ်ပြရပြီးဆိုပါကအစိုးရအဖွဲ့ဥချုပ်မှုရန်တရားတွေလုံးလုံးနိုင်ပြီးရက်မှာရက်ပေါင်း100ခန့်သာချက်ရှိတော့မှာဖြစ်ပါ၍မူလရုံးပိတ်ရက်အတိုင်းသာထားရှိပြင်မှာအကြောင်းပြည်တော်စုအစိုးရအဖွဲ့ရုံးကတင်ကြားခဲ့ပါတယ်တိုးတော်လည်းဖြစ်ဆက်ချက်အနေနဲ့ချီးပြည်နယ်အတွင်းလိုအပ်သလိုဆောင်ရွက်နိုင်ပါရန်အကြောင်းကြားပါတယ်ဆိုပြီးတော့ပြည်တော်စုအဖွဲ့ရုံးကနေပြီးတော့3ရက်8လ2018ရက်ဆွဲရတဲ့ကျွန်တော်ဒီပြန်ကြားထားပြီးသားဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ချီးပြည်နယ်အတွင်းမှာတော့ချီးပြည်သားနေ့ဒီကျွန်တော်တို့ပြည်နယ်အဆင့်အနေနဲ့ရောခရိုင်မြို့နယ်အဆင့်အနေနဲ့ရောကျင်းပတဲ့နေ့မှာတော့အားလုံးအဲ့ခန်းတော်ကိုချီးပြည်သားတရားလုံးပါဝင်ဆင်နွှဲတာဖြစ်ကြောင်းမလို့အလိုလိုကျွန်တော်တို့ချီးပြည်ရုံးပြည့်ပြည်ပြီးသားဖြစ်တယ်ဆိုတဲ့အကြောင်းလေးပဲကျွန်တော်တို့ရှင်းလင်းတင်ပြပါတယ်ကျွန်တော်တို့စိုးအဖွဲ့အနေနဲ့လည်းပြည်တော်စုလည်းလမ်းညွှန်ခံယူထားပြီးသားဖြစ်တယ်ဆိုတဲ့အကြောင်းဖြစ်ဆွဲရှင်းလင်းတင်ပြပါတယ်